this is မဟုတ်ဘူးเนาะသူကဒီနေရာမှာကြတော့လေ z အတန်နဲ့ထွက်တယ်เนาะအဲ့တော့ this is ပေါ့နော် this is လို့ပဲထွက်တယ် this is ဟုတ်ပါเนาะဒါက linking sound ပေါ့မင်္ဂလာပါကျွန်တော် Kevin ပါအင်္ဂလိပ်စကားပြောလေ့လာနေတဲ့သူတွေအတွက်အင်္ဂလိပ်စကားပြောတဲ့အခါကျရင်အရေးကြီးတဲ့အချက်၃ချက်ကိုပြောပြပေးမယ်အဲ့တော့ပထမဆုံးတစ်ခုက final sound ပေါ့နော်ဒုတိယတစ်ခုက linking sound နောက်ဆုံးတစ်ခုကကြတော့ intonation okay เนาะအဲ့တော့ final sound နေစပြီးတော့ပြောကြည့်ရအောင်အဲ့တော့အင်္ဂလိပ်စကားလုံးတော်တော်များများမှာ final sound တွေရှိတယ်ဆိုတော့ final sound ဆိုတာနောက်ဆုံးအတန်ပေါ့နော်ဆိုတော့နောက်ဆုံးအတန်ကို final sound လို့ခေါ်တယ်အဲ့တော့အင်္ဂလိပ်စကားပြောတဲ့အခါကျရင်ဒီနောက်ဆုံးအတန်လေးပါဖို့လိုတယ်ပေါ့နော်ဥပမာဒီစကားလုံးတွေကိုအတန်ထွက်တဲ့အခါကျရင်နောက်ဆုံးအတန်လေးပါဖို့လိုတယ်ဥပမာ look ဆိုတဲ့စကားလုံးပေါ့နော်ဆိုတော့အဲ့စကားလုံးကိုအတန်ထွက်တဲ့အခါကျရင်သူ့ရဲ့နောက်ဆုံးအတန်က k ပေါ့နော်အဲ့တော့ k sound ပါပေးဖို့လိုတယ် for example look တချို့စကားလုံးတွေကြတော့ final sound နှစ်ခုပါတာမျိုးတွေရှိတယ်ဥပမာ rest နော်သူ့မှာဆိုရင်အတန်နှစ်တန်ပါတယ်ပေါ့နော်နောက်တစ်ခုထပ်ပြီးတော့ပြောရမယ်ဆိုရင် perfect perfect ဆိုတော့ဒီစကားလုံးမှာလည်းပဲအတန်က final sound ကနှစ်တန်ပါတယ် ct ပေါ့နော်အဲ့တော့ c ကို k တန်နဲ့လည်းထွက်လို့ရတယ် s အတန်နဲ့လည်းထွက်လို့ရတယ်ဒါပေမဲ့ဒီနေရာမှာ c က k တန်နဲ့ထွက်ထားတယ်ပေါ့နော်အဲ့တော့သူ့ကိုထွက်တဲ့အခါကျရင်နှစ်တန်လုံးပါဖို့လိုတယ် perfect နော်ခထအတန်လေးပေါ့နော်ဆိုတော့အဲ့ဒီအတန်လေးပါဖို့လိုပါတယ်ဆိုတော့ဒါက final sound ပေါ့နော် final sound ဆိုတာနောက်ဆုံး letter တွေကို focus လုပ်တာမဟုတ်ဘဲနဲ့သူ့ရဲ့နောက်ဆုံး sound ကိုပဲ focus လုပ်တာဖြစ်ပါတယ်အဲ့တော့ဘယ်လိုမျိုးလဲဆိုတော့မြင်အောင်ဥပမာပြောရမယ်ဆိုရင် ICE ice နော်ဆိုတော့ ICE ice မှာဆိုရင်သူ့ရဲ့နောက်ဆုံး letter က e နဲ့ဆုံးတာတယ်ဒါပေမဲ့ e မှာကအတန်ကမရှိဘူးပေါ့နော်ပြောရခက်တယ်ပေါ့နော်မရှိဘူးအဲ့တော့ဘယ်အတန်ကိုယူထားလဲဆိုတော့ e ရဲ့အရှိက c အတန်ကိုယူထားတယ်နော်အဲ့တော့ c မှာကနှစ်တန်ထွက်လို့ရတယ်ပေါ့နော် k တန်လည်းထွက်လို့ရတယ် s အတန်လည်းထွက်လို့ရတယ်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့ ice ဖြစ်သွားတယ်ဟုတ်ပါနော် okay အဲ့တော့အဓိကပြောချင်တာက final sound ဆိုတာနောက်ဆုံး letter တွေကို focus ထားပြီးတော့ထွက်တာမဟုတ်ဘူးနောက်ဆုံးအတန်ပေါ့နော်သူ့ရဲ့ sound ကို focus ထားပြီးတော့ထွက်တာပါအဲ့ဒါကြောင့်မလို့ကျွန်တော်တို့က final sound လို့ပြောရဲပေါ့နော် okay အဲ့ဒါဆိုရင်နောက်တစ်ခုကိုထပ်ပြီးတော့တွားကြည့်အောင်နောက်တစ်ခုက linking sound ဆိုတော့ linking sound ဆိုတာတစ်ခုနဲ့တစ်ခု link လုပ်ပြီးတော့ထွက်တာနော် link လုပ်တယ်ဆိုတာချိတ်ဆက်ပြီးတော့ထွက်တာကိုပြောတာဥပမာခုနကစကားလုံးပေါ့နော် look ဆိုတဲ့စကားလုံးဆိုတော့သူ့ရဲ့နောက်မှာကျွန်တော် at ဆိုတဲ့ဟာလေးကိုထည့်ကြည့်အောင်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့ look at ဖြစ်သွားတယ်ပေါ့နော် okay အဲ့တော့ out ဆိုတဲ့ဟာလေးကိုပါထည့်ကြည့်အောင် look နဲ့ out နဲ့ပေါင်းလိုက်တော့ look out ဖြစ်သွားတယ်ပေါ့နော်စကားလုံးတစ်လုံးရဲ့နောက်ဆုံးအတန်နဲ့နော်သူ့နောက်ကစကားလုံးတစ်လုံးရဲ့အရှိဆုံးအတန်တွေကို link လုပ်လိုက်တာပေါ့နော်ဒါကို linking sound လို့ခေါ်တယ်ပေါ့နော်အဲ့တော့များသောအားဖြင့် consonant sound နဲ့ vowel sound တွေကို link လုပ်လိုက်တာပေါ့နော် consonant ဆိုတာ b ပေါ့နော် vowel ဆိုတာတရပေါ့နော်အဲ့ဒီနှစ်ခုကိုချိတ်ဆက်ပြီးတော့ထွက်တာကို linking sound လို့ခေါ်တယ် English alphabet က A to Z မှာ26လုံးရှိတယ်အဲ့ဒီထဲမှာ vowel က5ခုရှိရပေါ့နော်အဲ့ဒါဆိုရင် consonant က21လုံးရှိမှာပေါ့ဟုတ်ပါနော်အဲ့ဒီ consonant တွေနဲ့ vowel တွေနဲ့ကိုချိတ်ဆက်ပြီးတော့ထွက်တာကို linking sound လို့ခေါ်တယ်ဟုတ်ပါနော် okay အဲ့ထပ်ပြီးတော့ example လေးပြောကြည့်ရအောင်နော်ဟိုခုနကပြောထားတာ look at ရှိမယ် look out ရှိမယ် look in ရှိမယ်နောက်ပြီးတော့ရင် this နဲ့ is နဲ့နှစ်ခုပေါင်းလိုက်တော့ this is ဟုတ်ပါနော်အဲ့ s မှာကအတန်နှစ်တန်ရှိတယ် s ကိုကျွန်တော်တို့ကအတန်ထွက်လို့ရစပါနော်မြန်မာလိုအလွယ်မြင်အောင်ပြောမယ်ဆိုရင်စအတန်ထွက်လို့ရတယ်ပြီးတော့စအတန်လည်းထွက်လို့ရတယ်နော်အဲ့နှစ်ခု this နဲ့ is နဲ့ကိုပေါင်းလိုက်တော့ this is ဖြစ်သွားတယ်နော် this is မဟုတ်ဘူးနော်သူကဒီနေရာမှာကြတော့လေz အတန်နဲ့ထွက်တယ်နော်အဲ့ this is ပေါ့နော် this is လို့ပဲထွက်တယ် this is ဟုတ်ပါနော်ဒါက linking sound ပေါ့ that is ဆိုလည်းဒီတိုင်းပဲ that က t နဲ့ဆုံးတယ်နော် that က t နဲ့ဆုံးတယ်အဲ့တော့သူ့ရဲ့နောက်က is ဆိုတော့အဲ့ that နဲ့ is နဲ့ကိုပေါင်းလိုက်တော့ that is ဖြစ်သွားတယ်နော်ဒါက linking sound ပါ okay အဲ့တော့ intonation နော် intonation ကိုရောက်ပြီ intonation ဆိုတာအတန်အတက်ကြအောင်ပြောတာအဲ့တော့ intonation မှာသူ့ရဲ့ rules တွေရှိတယ်တကယ်တမ်းကျတော့အဲ့ဒီ rules တွေကအလုံးမဖြစ်ဘူးလားလို့လေကျွန်တော်မြင်ပါတော့အဲ့တော့ဘယ်လိုမျိုးတွေလဲဆိုတော့သူက yes no question ဆိုရင်နောက်ဆုံးမှာအတန်က rising intonation နဲ့သွားတယ်အတန်တက်သွားတယ်ပေါ့နော်ဥပမာထားပါတော့ can you speak English ဒါမျိုးလေးပေါ့နော်ဒါဆိုရင်အတန်တက်သွားတယ်နော် are you a teacher အတန်တက်သွားတယ်ဒါမျိုးပေါ့နော် are you a doctor အတန်တက်သွားတယ်နော်
ဆိုတော့ဒါတွေက yes no question တွေပေါ့နော်ပြီးတော့ WH question တွေဆိုရင်အတန်းကြာပါတယ်ဥပမာ what is your name what is your name what do you do เนาะဒါဆိုရင်အတန်းက falling sound ပေါ့နော်အတန်းကြာပါတယ်သူ့ရဲ့ rules တွေကတော့အများကြီးပဲရှိတယ်ဒါပေမဲ့အခြေခံလေးကိုပဲပြောပြရအောင်เนาะအဲ့တော့ yes no question ဆိုရင်နောက်ဆုံးမှာအတန်းက rising sound နဲ့သွားတယ်မြင့်သွားတယ်ပေါ့နော်WH question เนาะ WH question တနည်းအားဖြင့် information question လို့လည်းခေါ်တယ်ပေါ့နော် information question တွေဆိုရင်အတန်ကဘာဖြစ်သွားလဲဆိုတော့ကြာသွားတယ် falling sound နဲ့သွားတယ်ပေါ့နော် okay အဲ့တော့ဒီနေ့ lesson ကဒီလောက်ပါပဲအားလုံးနားလည်မယ်လို့မျှော်လင့်ပါတယ် that's all for today see you in the next video bye bye